ကဲအားလုံးပဲမင်္ဂလာပါဗျပေကြကြလေးကိုမှပဲလိုချင်ပါတယ်ဆိုပြီးထုံးဆက်မေးနေကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပေကြနေရာကောင်းတဲ့ခြံလေးတစ်ခြံနဲ့ဒါကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ရွာမြေစစ်စစ်တွေထဲမှာတော့ဒီလိုနေရာပေအကျယ်ဝင်းလေးရဖို့ကတော့ဒါတော်တော်လေးတော့ရှားနေပါပြီနော်စိတ်ကူးမလဲတဲ့ခြံလေးပါဗျနေရာလေးကတော့ဒါကျွန်တော်ရောင်းနေကြခါတိုင်းရောင်းနေကြနေရာလေးပေါ့ဗျာနော်မော်ဘီထိန်သွန်းကြေးရွာကနေရာလေးတွေပဲဖြစ်ပါတယ်ခြံလေးရဲ့အကျယ်ကတော့ဒါပေ150ပက်လေရှိပါတယ်ခြံရှိအထိကိုဒါကျွန်တော်တို့ကားနဲ့လာမယ်ဆိုရင်လည်းခြံရှိအထိကားရောက်ပါတယ်ကျွန်တော်ဘီလမ်းမှာလာမယ်ဆိုလို့ရှိရင်လည်းခြံရှိအထိကိုဒါကျွန်တော်တို့ဒါ9မိနစ်လောက်ပဲဒါကျွန်တော်တို့မောင်းလာရပါတယ်နော်စာချုပ်အဆက်ဆက်တော့မဟုတ်ပါဘူးဒါမူလပိုင်ရှင်တဦးတည်းကပဲဓာတ်ရိုက်အယောင်ဖြစ်ပါတယ်ဗျလက်ချီခြံထဲမှာတော့ဒါကမွန်းစိုက်ပြိုးထားပါတယ်ဒီခြံလေးကိုတော့ဒါ2500ခေါ်ထားပါတယ်ညှိနှိုင်းပြီးတော့လည်းရောင်းပေးမှာပဲဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဒါကျွန်တော်ရဲ့ဖုန်းလေးကိုဆက်သွယ်ပြီးတော့ဒါစုံစမ်းနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့ကျွန်တော်ရဲ့မိသားစုတွေအားလုံးလည်းဒါကျေးဇူးအများကြီးတင်ပါတယ်